အိမ်တော်ရှိသူအချင်းချင်းဖောက်ပြန်ခဲ့တာကြောင့်ဂုံတိတ်ခါကြဆင်းကအရှက်ရနေတဲ့ဓမ္မောင်ဆန်းမင်းဝင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာ Sunny Insider Page ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဓမ္မောင်ဆန်းမင်းဝင်တို့ကဇက်သပင်မျိုးရိုးကြီးကျယ်ပြီးတော့အနုပညာလောကမှာအခိုင်အမာရပ်တည်ခဲ့ကြတာဖြစ်ပါတယ်ဇက်သပင်လောကမှာမျိုးရိုးဂုံကြီးရဲ့သူအနေနဲ့နေရာဝင်ဆန့်ခဲ့ပေမဲ့အရာအားလုံးကအခုချိန်မှာကြာဆင်းကုန်ရပါတယ်အခုလိုဂုံတရင်တွေကြာဆင်းသွားရအောင်ဓမ္မောင်ဆန်းမင်းဝင်ရဲ့ဇနီးဖြစ်သူကိုယ်တိုင်ကဖွင့်ဟထုတ်ချခဲ့တာဖြစ်ပါတယ်။ဓမ္မောင်ဆန်းမင်းဝင်းကအများအမြင်မှာအမျိုးကုံကိုထိမ့်သိမ်းသူလို့ထင်ခံထားရတာတွေကိုလူမှုရေးဖောက်ပြန်ပါတယ်ဆိုတဲ့ခေါင်းစဉ်နဲ့တခါတည်းအကုန်လုံးပြတ်ပြားသွားစေခဲ့တာပါ။အကြောင်းရင်းကတော့ဓမ္မောင်ဆန်းမင်းဝင်းကအိမ်တော်ရေးဖောက်ပြန်သူပါလို့ဇနီးဖြစ်သူကိုယ်တိုင်ဖော်ထုတ်ခဲ့တာပါ။တခြားသူတွေသာပြောလာခဲ့ရင်သတင်းမှားလို့ထင်ကြမှာဆိုပေမဲ့ဓမ္မောင်ဆန်းမင်းဝင်းရဲ့ဇနီးကိုယ်တိုင်ကထုတ်ပြောလာခဲ့တာဖြစ်ပါတယ်။ဓမ္မောင်ဆန်းမင်းဝင်းရဲ့ဇနီးနဲ့သားကဒီကိစ္စတွေကြောင့်စိတ်ဆင်းရဲနေကြရတာကြပြီလို့ဆိုပါတယ်။ဒါဖြစ်သူဆိုရင်လေမိဘတွေကအိမ်တော်ရေးအဆင်မပြေတာကြောင့်ကြားညက်နေကြရတာလို့ဆိုပါတယ်။ဒါအပြင်လူတွေကိုပို့ပြီးတော့အံ့အားသင့်စေတာကတော့ဇနီးဖြစ်သူထုတ်ပြောလာတဲ့ဓမ္မောင်ဆန်းမင်းဝင်းရဲ့ဖောက်ပြန်သူကလူသိများနေသူဖြစ်နေတာကြောင့်ပါတခြားနယ်ပယ်ရမဟုတ်ပဲဇက်သပင်လောကနဲ့ပတ်သက်သူဗရမ ्या ကေခိုင်ဖြစ်နေတာပါဗရမ ्या ကေခိုင်ကဇက်သပင်လောကရဲ့အမှုဆောင်နေနဲ့လည်းလုပ်နေတာဖြစ်တယ်လို့ဇက်သပင်လောကနဲ့ဆိုင်တဲ့အလုံးမှန်သမျှဥဆောင်ပြီးတော့လုပ်နေတာပါဓမ္မောင်ဆန်းမင်းဝင်းနဲ့ဆိုရင်လည်းအမြဲတမ်းလိုပူးတွဲပြီးတော့အလုပ်လုပ်ခဲ့ကြတာပါဒါပေမဲ့ဘယ်သူမှသူတို့နှစ်ယောက်ကိုတန်တရားမဝင်သလိုသမုတ်ခဲ့ခြင်းလည်းမရှိပါဘူးဓမ္မောင်ဆန်းမင်းဝင်းကလည်းသားတယောက်နဲ့မိသားစုဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေရလို့သာထင်ထားကြတာပါဒါအပြင်တစ်ဖက်ဗရမ ्या ကေခိုင်ဆိုရင်လည်းသားရှိပြီးတော့အိမ်တော်ကြီးဘဝကိုတာရအောင်တည်ထောင်ထားတယ်လို့ထင်ကြတာဖြစ်ပါတယ်ဗရမ ्या ကေခိုင်ရဲ့သားကနိုင်ငံသားမှာအကြောင်းတက်နေတာဖြစ်ပါတယ်။သူတို့နှစ်ယောက်ကလူမှုရေးဖောက်ပြန်နေတယ်လို့သိရတဲ့အချိန်မှာအားလုံးအံ့အားသင့်သွားကြပါတယ်။မထင်ထားတဲ့သူနှစ်ယောက်ကအခုလိုအခြေအနေဖြစ်လိမ့်မယ်လို့သိရလို့အံ့အားသင့်ကြတာပါ။ဗရမ ्या ကေခိုင်နဲ့အခုလိုစီးမဆောင်ထိန်တဲ့ဓမ္မောင်ဆန်းမင်းဝင်းကိုအံ့အားသင့်နေကြတာဖြစ်ပါတယ်။ဇနီးဖြစ်သူကလည်းရုပ်ဆိုးသူတယောက်မဟုတ်ပဲဘာကြောင့်များဖောက်ပြန်လဲဆိုပြီးတော့လူတွေကတွေးနေကြတာဖြစ်ပါတယ်။ဓမ္မောင်ဆန်းမင်းဝင်းဘက်ကတော့ဒီကိစ္စတွေကိုဘာမှဖြေရှင်းတာမျိုးမရှိပါဘူး။ဗရမ ्या ကေခိုင်ဘက်ကလည်းငင်းဆိုတာလည်းမရှိသလိုဝန်ခံတာမျိုးလည်းမရှိပါဘူး။လူတွေကတော့ဖောက်ပြန်တဲ့သတင်းတွေအကြောင်းအံ့အားသင့်နေရတာပါ။အခုနောက်ပိုင်းမှာဆိုရင်လူသိရှင်ကြားရည်တည်နေကြတဲ့အနုပညာရှင်တွေအစသစ္စာဖောက်ပြီးတော့ခြံခုံစနိုက်ကျော်အလုပ်ကိုပုံမှန်အလုပ်တစ်ခုလိုလုပ်လာကြတာပါဘသူမျက်နှာများလည်းမထောက်ကြတော့ပဲချစ်တယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာအကုန်လုံးကစီးတွေဖောက်လာခဲ့ကြတာဖြစ်ပါတယ်နင်နာသူနဲ့ကျူးလွန်သူမှာကျူးလွန်သူကအရှက်ရတယ်ဆိုပေမဲ့အချိန်တစ်ခုကြာရင်လူတွေကမေးပြောက်ပြီးတော့ပြန်လက်ခံပေးကြတဲ့အတိုင်းဝိုင်းကြောင့်ထက်ခါတလဲလဲပြန်ပြီးတော့ကျူးလွန်လာကြတာလည်းဖြစ်ပါတယ်ဓမ္မောင်ဆန်းမင်းဝင်းကလက်တလုံးမှာကျမ်းမာရေးမကောင်းတာကြောင့်ပွဲတွေတောင်တိတ်မကနိုင်ဖြစ်နေတာပါလေဖြန်းကျင်သလိုဖြစ်နေတာကိုအချိန်မီပြန်ပြီးတော့ကုသထားတာကြောင့်သာအနှဲငယ်ပြန်ကောင်းနေတာပါလူအများကတော့အခုလိုမျိုးလေဖြတ်တာကပြန်ကောင်းလာတယ်ဆိုရင်တော့အနှဲငယ်ပြန်ကောင်းတာပဲဖြစ်တယ်လူအများကတော့လေဖြတ်ထားတာတောင်ဖောက်ပြန်တာကြောင့်ဒီလိုမျိုးပြောနေကြတာဖြစ်ပါတယ်ဓမ္မောင်ဆန်းမင်းဝင်းကြောင့်စိတ်ဆင်းရဲနေတဲ့ဇနီးနဲ့သားကိုလည်းလူအများသနာနေကြတာဖြစ်ပါတယ်ဓမ္မောင်ဆန်းမင်းဝင်းရဲ့စီးမဆောင်ထိန်တဲ့အပေါ်မှာဘလို့မြင်လဲပရိသတ်ကြီးရဲ့အမြင်ကို comment လေးထဲမှာရေးခဲ့ပေးပါအောင်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်